စောနာကကွန်ထိုးတီရဲ့ဗီဒီယိုရဲ့အဆက်ကိုပြောပြပါမယ်ကွန်ထိုးတီရဲ့ခုနက insert slicer ရဲ့ကိုအသုံးပြုပြခဲ့တယ်ခုကကြတော့ဒီ table design နဲ့ကနေပြီးတော့ table design နဲ့ကနေပြီးတော့ဒီမှာ table name လေးကိုပြောင်းလို့ရတယ်ဒီမှာ table name က product ဆိုရင် product လေးကိုရိုက်ပြီးတော့ပြောင်းလို့ရပါတယ်ဒီ product လေးကိုရိုက်ပြီးတော့တက်ကီလေးခုန်လိုက်တာနဲ့ table name ကိုအလွယ်တကူပြောင်းလို့ရတယ် table name ပြောင်းပြီးတော့ဒီဘက်ကduplicate remove duplicate ဆိုတာကဒီထဲမှာကိုကရိုက်ထားပြီးတော့နှစ်ချောင်းနေဖြစ်နေတာကိုဖယ်ရှားလို့ရတယ်အဲဆိုရင်ဒီ table ထဲမှာကစားလေးချပြီးတော့ remove duplicate ကိုနှိပ်လိုက်တာနဲ့okay လို့ပြောလိုက်တာနဲ့ဒီမှာ5 duplicate value ဆိုတာဆိုရင် duplicate နှစ်ချောင်းထပ်နာတွေကအလွယ်တကူ cancel လုပ်လို့ delete လုပ်လို့ရတယ်ပေါ့နော် delete လုပ်လို့ရပါတယ်အဲ့မှာပြန်ခေါ်ရင်ကိုထိုးဆက်လေးကိုနှိပ်ပြီးတော့ပြန်ခေါ်လိုက်ပြန်ခေါ်ပြီးတော့အဲ့ဒါပြီးတော့ remove duplicate ပြီးတော့နောက်ပူကြတော့ဒီမှာ summarize with pivot table ကိုအလွယ်တကူဖန်တီးလို့ရတယ်အဲဆိုရင် table design နဲ့ကနေပြီးမှဒီမှာ summarize pivot table လေးနှိပ်ပြီးတဲ့အခါမှာဒီမှာtable ကnew worksheet လိုချင်သလားဒါမှမဟုတ်လို့ရှိရင် excited လို့ရှိဒီထဲမှာပဲ table တစ်ခုလိုချင်သလားလို့မေးတယ်အဲဆိုရင်ဒီထဲမှာပဲလိုချင်တဲ့အတွက်ဒီနားလေးမှာဖြစ်ဖြစ်ဟွာလေးမှတ်လိုက်ဆက်လက်လေးမှတ်လိုက်တာနဲ့ excited worksheet မှာဒီနားလေးမှာ excited worksheet ကိုရွေလိုက်တာပေါ့နော်ဒီထဲမှာပဲpivot table လိုချင်တဲ့အတွက် excited worksheet ကိုရွေလိုက်တယ်ရွေပြီးတော့ဒီမှာကတ်ဆာလေးချပြီးတော့ okay လို့ပြောလိုက်တာနဲ့ပါတယ်excited worksheetပြန်လုပ်ကြည့်မယ်အဲဆိုရင် summarize pivot table excited worksheet မှာပဲလိုချင်တယ်ရပြီအဲဆိုရင်ဒီမှာကဘာလေးကိုရွေးမယ်လို့ဆို product ဒီ product လေးကိုဒီကိုက row မှာလိုချင်တဲ့အတွက် product လေးကို row မှာထားလိုက်တယ် quantity လေးကိုဒီ column မှာလိုချင်တဲ့အတွက် column မှာထားလိုက်တယ်ကြတော့ amount လေးကိုလည်း value မှာလိုချင်တဲ့အတွက် amount လေးကို valueထားလိုက်တယ်နဲ့အလွယ်တကူပဲ pivot table တစ်ခုကိုဖန်တီးလို့ရပါတယ်အဲ့ pivot table ကိုမှဒီဇိုင်းတွေရွေးလို့ရပါတယ်ဒီမှာဒီဇိုင်းတွေက pivot table ရဲ့ဒီဇိုင်းကိုကိုကြိုက်တဲ့ color လေးတွေကိုလည်းရွေးချယ်လို့ရပါတယ်အဲဆိုရင် pivot table color ရွေးပြီးဆိုတော့ဒီဟွာမှာပဲtable design နဲ့မှာပဲ pivot table တစ်ခုကိုအလွယ်တကူဖန်တီးလို့ရပါတယ်